အားလုံးမင်္ဂလာပါ Don Simple Cooking ကပြန်လည်ကြိုဆိုပါရရှင်ဒီနေ့တော့မယန်းသီးငပိချက်လေးနဲ့ထမင်းမိတ်လေးစားရဖို့အတွက်အားလုံးအတူတူလိုက်ကြည့်ကြအောင်เนาะဒီမှာစီလေးထည့်ထားပါတယ်စီနည်းငယ်ထည့်မယ်စီကတော့ကိုလိုတို့ချက်တော့ထည့်နေပါရှင်စီလေးချက်သွားတဲ့အခါမှာစီချက်ကိုထည့်ပါမယ်ရှင်ကျန်တဲ့လေးမျိုးရဲ့အခါမှာဒီဆိုရင်ဒီမှာအတင်ထောင်ထားတဲ့ဒီလေးကိုထည့်ပါမယ်ရှင်ဒီခွဲချမ်းလေးကိုထည့်ပါမယ်ဝဲချမ်းလေးနဲ့စီကျန်နံလေးတွေမှုတ်လာပြီဆိုရင်ပစွန်ကြောက်ထည့်ပါမယ်ရှင်မယန်းလေးအပီးချက်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်မပစွန်ကြောက်ကလေးကိုနည်းနည်းဟိုတတာလေးထည့်လိုက်ပါရရှင်ဒီကြိုက်တဲ့လောက်တော့ထည့်လို့ရပါတယ်ဒီရန်ဒီလေးထည့်ပါမယ်ဒီချိန်ကမယန်ဒီလေးတွေစပေါ်နေပါပြီရှင်အဲအကြောင်းလို့မယန်ဒီလေးကယာဒီစာလေးလည်းဖြစ်ပါတယ်ငပိရေလေးချိုးထားတော့ဒီငပိလေးကိုနည်းနည်းထည့်ပါမယ်ရေနည်းနဲ့ထည့်ပါမယ်ရန်တီလေးနဲ့ငပိလေးနဲ့တခါလေးတက်မသွားပြီးတော့မှရန်ဒီလေးအနည်းငယ်နီးဖို့တဲ့ကျွန်တော်ခဏလောက်2မိနစ်လောက်ပေါ့နော်ခဏလေးပုံထားပါမယ်ရှင်ဒီမှာတော့မွေးနေပါပြီရှင်ရန်ဒီငပိချက်လေးစားလို့ရတဲ့အနေထားရောက်ပါပြီဒီလေးဒီထက်နည်းနည်းပြောင်းခဏလေးဒီလိုက်မယန်းဒီငပိချက်လေးစားဖို့အဆင်သင့်တုံးဆောင်ဖို့ရပါပြီအိမ်မှာလည်းချက်စားကြည့်ကြပါရှင်ကဲအခုဆိုရင်မယန်းဒီငပိချက်လေးရပါပြီရှင်အားလုံးတုံးဆောင်ကြပါအမြဲတမ်းရသာရှိပြီးထမင်းမိမှာတဲ့ပဲဟင်းလေးနဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်အားလုံးမင်္ဂလာပါနော်